အဲ့ဒါဘာလဲဆိုလို့ရှိရင်အဲ့တက်တော့ဆယ်လီကသူ့ကောင်လေးကအစစ်မထားတာနော်အစစ်မနဲ့တွဲနေတာအဲ့ဒါကို तू တိသွားတဲ့ခါကျကားနဲ့လိုက်တိုက်တဲ့ခါကျသူ့ကောင်လေးကအခုအဲ့ဒီဆေးရုံမှာပေါ့ဆေးရုံမှာအဲ့ဒီဟာကိုဘသူကပြောတာလဲဆိုတော့အဲ့တယောက်ကလည်းအခု TikTok ဆယ်လီကလည်းအမှုတွေပါဖြစ်နေတာပေါ့အဲ့လိုမျိုးကိစ္စတွေဖြေရှင်းနေတာပေါ့အမှုဖြစ်တာထက်အဲ့ကောင်လေးကလည်းဆေးရုံရောက်သွားတာနော်သူ့ကောင်လေးကလည်းအဲ့ဒါကိုဘသူကပြောတာလဲဆိုလို့ရှိရင်သူ့တငယ်ချင်းနော်သူ့တငယ်ချင်းကဘသူလဲဆိုလို့ရှိရင်သူ့တငယ်ချင်းကလည်းဆယ်လီပဲနော်အဲ့သူ့တငယ်ချင်းဆယ်လီကလူတွေကိုလိုက်ပြီးတော့ပြောနေတာအတွင်းအမလီကိုထက်တောင်မှသူကရှေ့ရောက်နေသေးရဲ့နော်အဲ့ကလပ်မှာတွေ့တဲ့လူဆိုလဲကလပ်မှာတွေ့တဲ့လူကိုပြောလမ်းမှာတွေ့တဲ့လူဆိုလဲလမ်းမှာတွေ့တဲ့လူပြောအဲ့လိုမျိုးအမလီတငယ်ချင်းစစ်ချင်းနောက်ကြောတာနဲ့ထူတာလေးဆိုတာလေအဲ့ဒီသူတငယ်ချင်း TikTok ဆယ်လီကじゃဘသူလဲဆိုလို့ရှိရင်သူကအရင်တုန်းကအဲ့ဒီစပါးမှာအဲ့ဒီ offer လောက်တန်းအရင်တော့ကလည်းအဲ့ဒီ Greater Land နဲ့ပုံနေလဲရိုက်ဖူးတယ်စင်တို့ဘသူလဲဆိုတာကိုဖကိုစုံစမ်းကြတာပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်မိမစစ်လေးလို့ဖြစ်သွားတာကြောင့်ရီစာဟောင်းဘရောင်းနဲ့ပြန်လဲတွဲခုတ်နေပြီဖြစ်တဲ့နေဆန်ဒီကနေ့မှာတော့လူမှုကွန်ရက်ကြားမှာအရန်ကိုမှဟောဖြစ်နေတာကတော့မိမအစစ်လေးလို့ဖြစ်သွားပြီးနောက်ပိုင်းမှာရီစာဟောင်းဘရောင်းနဲ့ပြန်တွဲခုတ်လာသူကတော့ဆယ်လီနေဆန်ပဲဖြစ်ပါတယ်နေဆန်ဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့ပရိသတ်များစုကစိတ်ဝင်စားတာကတော့သူမလက်ရှိအခြေရေးပါအကြောင်းကတော့သူမဟာတော့ကိုခံယူချက်နဲ့အတူသိမ်းမောထောင်ချီကုန်းကြခံပြီးတော့မိမအစစ်တယောက်လိုမျိုးပြောင်းလဲဖို့အတွက်ခွဲစိတ်ကုသမှုတွေကိုခံယူခဲ့တာကြောင့်ပါဒါကလည်းတာမန်စိတ်တက်မျိုးနဲ့ဆိုရင်တော့စမ်းသပ်လို့မရတဲ့ဆုံးဖြတ်ချက်တစ်ခုပဲဖြစ်ပါတယ်ဒီလိုမျိုးပြောင်းလဲမှုကြီးပြီးတဲ့နောက်ပိုင်းမှာတော့နေဆန်ရဘွားဟာတော့အပြောင်းလဲကြီးတစ်ခုဖြစ်သွားခဲ့ရပါတယ်အဲ့ဒါကတော့ဝေကွာသွားခဲ့ရတဲ့ချစ်သူရေးစားဟောင်းဘရောင်းနဲ့လည်းပြန်လဲနီးကပ်လာပြီးဆိုတဲ့သတင်းကြီးကတော့ထွက်ပေါ်လို့လာခဲ့တာပါအရင်ကတော့ဘရောင်းကတော့နေဆန်ကိုအရန်ချစ်ပြပြီးခရူးဆိုင်ပြနေတဲ့ဆိုတာလူတိုင်းကတော့မြင်တွေ့ခဲ့ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းခွဲခွာသွားပြီးနောက်ပိုင်းမှာတော့လက်ရှိချစ်သူဖြစ်တဲ့အောင်ဖြိုးလေးနဲ့မင်္ဂလာဆောင်မယ်ဆိုတဲ့သတင်းတွေကလည်းထွက်ပေါ်လို့လာခဲ့ပါတယ်ဒါကြောင့်လို့လည်းမင်္ဂလာသတင်းတွေကအနာဂတ်စီစဉ်တွေကိုပြောပြလာချိန်မှာတော့ရုတ်တရက်ရောင်းနဲ့ပြန်တွဲလာတာကြောင့်ပရိသတ်တွေကြားထဲမှာမေးခွန်းထုတ်စရာတွေနဲ့ဝေဖန်မှုတွေအများပြားထွက်ပေါ်လို့လာခဲ့ပါတယ်။တချို့ကတော့နေချမ်းရဲ့ရွေးချယ်မှုကိုနားမလည်ကြပေမဲ့လည်းတချို့ကတော့အောက်ဖြိုးလေးအပေါ်မှာအခုလိုမျိုးလုပ်ရက်ကတော့မတရားဘူးလို့ဝေဖန်လာခဲ့ကြပါတယ်။အခုချိန်မှာတော့နေဆန်ဟာတော့ဘရောင်းကိုရွေးချယ်လိုက်ပြီးဖြစ်ကြောင်းဗီဒီယိုလေးတစ်ပုဒ်နဲ့သက်သေပြလို့လာခဲ့တာပါ။အတိတ်ကအချက်တွေကိုလက်လွတ်မခံခြင်းတဲ့စိတ်ကိုကိုနားလည်ပေးနိုင်တဲ့သူတစ်ယောက်ကိုပဲရွေးချယ်လိုက်တဲ့ဆုံးဖြတ်ချက်ဟာသူမတက်ကတော့တကယ်အမှန်တရားကိုတကယ်လိုအပ်တဲ့အရာဖြစ်နိုင်တယ်လို့ပရိသတ်တွေကတော့မြင်လာခဲ့ကြတာပါအစင်လေးတွေကိုပတ်ဆွဲစားပြီးနားမလည်လုပ်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်နေဆန်နောက်ဆုံးရွေးချယ်ခဲ့တဲ့ချစ်သူကတော့ brown ဆိုတာကတော့လူသိရှင်ကြားဖြစ်အောင်လို့ဗီဒီယိုလေးတစ်ပုဒ်နဲ့ယခုလိုမျိုးဖော်ပြခဲ့တာလည်းဖြစ်ပါတယ်